လူတို့တင်တန်ကိုလေးခံစားဒေါသပြေလွှမ်းနေတဲ့တေးတန်ရေပေါ်များမိတ်ဆွေများပြည်သူများအားလုံးကြားပါပါစားလို့ကျွန်တော်တို့ဖောက်ထွက် channel လေးကနေနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့မှာတော့2024နိုဝင်ဘာလမှာပါရှိတဲ့လူပောင်တစ်ဒီမိုကရက်တစ်ပါတီဒီလာစကားကိုဖတ်ကြားတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကလေးတွေကိုဘယ်နေရာမှာကြီးပြင်းစီမလဲတရုတ်ပြည်ရဲ့ပညာရှိကြီးဖြစ်တဲ့ Mencius ကိုအားလုံးကြားဘူးကြမယ်ထင်ပါတယ်Mencius ကလေးပေါက်စအရွယ်လောက်က Mencius ကမိခင်စဉ်းစားဆောင်ရွက်ခဲ့ပုံလေးကရင်ထဲတော်တော်ထိတယ်သူ့သားပေါက်စအရွယ်လေးမှာသူတို့အိမ်ကတင်ချိုင်းငိုးရှိတင်ချိုင်းအဝင်မုံဦးနဲ့မျက်စောင်းထိုးမှာလို့ဆိုပါရဲ့ဒီလိုနေလာတာလဲကြာပြီဆိုတော့အမှုမဲ့အမှတ်မဲ့ပဲစိတ်ထဲဘလို့မှမရှိခဲ့ဘူးဒီလိုပဲအေးအေးဆေးဆေးနေငယ်အတိုင်းနေခဲ့ကြတာပါဒါပေမဲ့တရက်မှာ Mencius လေးကစားနေတာမြင်လိုက်တော့သူ့မိခင်စက်တီးမွေးညင်းမှာထသွားတယ်ဆိုပါတယ်Mencius ကလေးကမตาချရန်ကစားနေတာကိုဟုတ်တာပဲ Mencius ပေါက်စလေးအတွက်တနေ့ကြည့်စရာကြားစရာမြင်ကွင်းကမตาချရဲ့မြင်ကွင်းပဲဖြစ်နေတာကိုတော်ပြီဒီပုံအတိုင်းဆိုငါသားလေးကြီးလာရင်တင်းချိုင်းဆောက်ဆန္ဒလာဖြစ်သွားတော့မယ်ဒီအိမ်မှာဆက်နေလို့မဖြစ်ဘူးဆိုပြီးချက်ချင်းအိမ်ပြောင်းခဲ့ကြတယ်ဆိုပါတယ်ဒီလိုနဲ့ဈေးလမ်းမကြီးကိုပြောင်းခဲ့ကြတယ်တဲ့အဲ့ဒီအိမ်ကိုပြောင်းပြီးမှပဲကလေးလေးမตาချရန်ကစားတာရက်သွားတော့တယ်ဖျားကယ်လို့တော်ပါသေးရဲ့စောစောတိလိုက်ပြီလို့ဆိုပြီးစိတ်အေးသွားရတော့တာပေါ့တရက်မှာတော့ Mencius လေးဟာရာဇိုအသေးလေးကင်ပြီးဈေးရောင်းတန်းကစားနေတာသူ့မိခင်ကတွေ့လိုက်ရတယ်ဟဲဒီလိုလည်းမဖြစ်သေးပါဘူးဒီတိုင်းသာဆိုရင်ငါသားလေးကြီးလာရင်ဈေးတယ်ဖြစ်တော့မယ်ကုံတယ်ပွဲစားဖြစ်တော့မယ်ဒီလိုမဖြစ်စေချင်ဘူးအဲ့လိုအဖြစ်မခံနိုင်ဘူးဆိုပြီးအိမ်ပြောင်းဖို့ထက်စီစဉ်ပြန်နေဆိုပါတယ်ဒီတစ်ခါကျအိမ်ကိုတက္ကသိုလ်ကျောင်းသားတွေကိုစာတင်ပေးနေတဲ့ပမုခကြီးရဲ့အိမ်ရှိညနေချင်းဆိုင်အိမ်ကိုပြောင်းလာခဲ့ကြတယ်ဒီအိမ်တက်မှနေရအတန်ကြားလာတဲ့အခါ Mencius လေးဟာကျန်းစာအုပ်ကင်ပြီးလေးလာလိုက်တပည့်တွေကိုပို့ချပေးလိုက်နဲ့ပမုခကြီးလို့တန်းကစားနေတာတွေ့ရတယ်တဲ့အဲ့ဒါကိုမြင်မှပဲသူ့မိခင်လည်းရင်ထဲအလုံးကြီးကျသွားပြီးအဲ့ဒီအိမ်မှာကလေးကြီးရဲ့အထိတောက်လျှောက်နေသွားဖို့ဆုံးဖြတ်လိုက်တော့တယ်ဒီလိုနဲ့ပဲသူ့သားလေးကြီးပြင်းလာတဲ့အခါတရုတ်တပြည်လုံးကရိုသေကိုင်းဆိုင်ရတဲ့ပညာရှိကြီး Mencius ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်မိခင်တယောက်ရဲ့တောကကိုဖော်ပြတဲ့ဒီဖြစ်လေးကစဉ်းစားစရာတွေအတော်ရပါတယ်ကလေးတယောက်ရှင်သန်ကြီးပြင်းစရာဝင်းကျင်ကောင်းတစ်ခုအမှန်လိုပါတယ်ကလေးတယောက်ရှင်သန်ကြီးပြင်းစရာဝင်းကျင်ကောင်းတစ်ခုအမှန်လိုအပ်ပါတယ်ရှင်သန်ကြီးပြင်းစရာအခြေအနေကောင်းတွေအမှန်လိုအပ်ပါတယ်နှင်းတဲ့နေ့တွေမှာပဲစိတ်လေးတွေအပင်ပေါင်နေတယ်ဆိုတဲ့စကားကဒါကိုပြောတာပဲမဟုတ်လားမိုးခေါင်ရေရှားပြီးစက်ပြပေါက်နေတဲ့ကြက်တီးကုန်းမှာအပင်ကြီးအပင်ကောင်းဘယ်မှာပေါက်နိုင်ရှင်သန်ကြီးပြင်းနိုင်တော့မှလဲဒါကြောင့် Mencius ရဲ့အမေဟာသူ့သားကိုကောင်းမွန်တဲ့ဝီချင်းမှာကြီးပြင်းစေခဲ့တာကအလွန်မှန်ကန်တဲ့စဉ်းစားဆောင်ရွက်ခဲ့မှုဖြစ်ပါတယ်။ကနေ့စစ်ကောင်စီမင်းအောင်လှိုင်ကရောကျွန်တော်တို့ကလေးတွေကိုဘလို့ဝင်းကျင်မျိုးဖန်တီးပေးနေပါသလဲ။စစ်အာဏာသိမ်းပြီး3နှစ်ခွဲကျော်ကာလအတွင်းမှာသူဖန်တီးပေးထားတဲ့ဝင်းကျင်ကနေအိမ်နဲ့အဆောက်အဦပေါင်း3သိန်းကျော်ကိုမီးရှို့ဖျက်ဆီးခံနေရတဲ့ဝင်းကျင်ဘလို့မှနေလို့မရတော့တာကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးရသူစစ်ပြေးဒုက္ခတွေပေါင်း6.6 တန်းကျော်ရှိတဲ့ဝင်းကျင်အရက်သူအရက်သားတွေတေဆုံးမှုပြစ်ခတ်တပ်ဖြတ်ခံရမှုပေါင်း8800ကျော်ရှိတဲ့ဝင်းကျင်ဖုန်ကြီးကျောင်းတွေဘာသာရေးအဆောက်အဦတွေစာသင်ကျောင်းတွေဆေးရုံတွေမြို့မဈေးကြီးတွေပါမချမ်းအရက်သားတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုပေါင်း9100ကျော်တဲကြီးမဲကြီးဘုံကျဲတိုက်ခိုက်တပ်ဖြတ်တာခံနေရတဲ့ဝင်းကျင်ပုံမှန်အမျိုးမျိုးတက်ပြီးမတရားဖမ်းဆီးခံရသူပေါင်း29694ဦးအကျဉ်းစခန်းတွေမှာထိမ့်သိမ်းခံထားရသူပေါင်း21139ဦးထောင်ဒဏ်ချမှတ်ခံရသူပေါင်း9526ဦးတေဒဏ်ချမှတ်ခံရသူပေါင်း190ဦးရှိနေတဲ့ဝင်းကျင်အသက်18နှစ်အောက်ကလေးငယ်အဖမ်းခံရသူ
989ဦးတိတ်ဆုံးသူ681ဦးရှိနေပြီကြီးအမျိုးသမီးအဖမ်းခံရသူ9949ဦးတိတ်ဆုံးသူ1283ဦးရှိရဲ့ဝင်းချင်းဒီလိုဝင်းချင်းမျိုးမှာကျွန်တော်တို့ကလေးတွေဘလို့စော်ကစားကြမလဲစစ်ရှောင်လောက်တန်းလားစစ်ပြေးဒုက္ခတွေလောက်တန်းလားဘုံခိုခြင်းတူတန်းလားအိမ်မီးရှို့ခံလိုက်ကြလို့အဖေအသက်ခံလိုက်ကြလို့အမအစော်ကားခံလိုက်ကြလို့အကို17နှစ်နဲ့အပြစ်ခံရလို့ဆရာကိုဖမ်းပြီးရရဆက်ဆက်ခေါင်းပြက်အသက်ခံရလို့ယူကျုံမရဖြစ်နေတဲ့ခစ်တစ်ပရာဇာတွေလောက်တန်းလားမင်းအောင်နိုင်ကကျွန်တော်တို့ကလေးတွေကိုဘာလောက်တန်းကစားစေချင်တာလဲကျွန်တော်တို့ကလေးတွေကိုဘလို့ရှင်သန်ကြီးပြင်းကြစေချင်တာလဲကျွန်တော်တို့ကလေးတွေကိုကြီးလာရင်ဘလို့လူမျိုးဖြစ်သွားစေချင်တာလဲမင်းအောင်နိုင်ကိုစစ်အုပ်စုတတိုက်တော့ကျွန်တော်တို့ရဲ့ပစ္စကဘွားတွေကိုမီးလောင်တိုက်သွေးနေရောအားမရပဲကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်တွေကိုပါမီးလောင်တိုက်ကြကြနနသွေးနေကြတာဖြစ်ပါတယ်ကလေးတွေကိုစစ်အုပ်စုစိတ်ကြဖန်တီးထားတဲ့ဝင်းကျင်မျိုးမှာမကြီးပြင်းစေချင်ကလေးတွေရဲ့အနာဂတ်ကိုကလေးတွေကိုယ်တိုင်ဖန်တီးခွင့်ပိုင်ဆိုင်ခွင့်ရစေချင်တရုတ်ပညာရှိကြီးမင်းရှက်ရဲ့အမေလို့သူလို့ကလေးတွေကြီးပြင်းရမယ့်ဝင်းကျင်ကိုပြောင်းလဲပြကြရမှာဖြစ်ပါတယ်မင်းရှက်အမေအိမ်ပြောင်းသလိုမျိုးကျွန်တော်တို့လည်းအိမ်ပြောင်းကြရပါလိမ့်မယ်ကျွန်တော်တို့ကလေးတွေကိုဝင်းကျင်ကောင်းမှာရှင်တန်ကြီးပြင်းခွင့်ပေးကြရပါလိမ့်မယ်ဝင်းကျင်စိုးကိုဖန်တီးနေတဲ့မင်းအောင်နိုင်ကိုရောဆက်အာဏာရှင်စနစ်ကိုပါအမြင့်ပါမကြအောင်အမြန်ဆုံးဖယ်ရှားဖျက်သိမ်းပြနိုင်မှသာကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်ကိုကျွန်တော်တို့ပြန်ရနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်ကိုကျွန်တော်တို့ညံနိုင်သမျှအမြန်ဆုံးပြန်လည်ရယူကြပါစို့စနစ်ကိုကမြေလံပစ်ပြီးဝင်းကျင်တစ်တွေအိမ်အစ်တွေဖန်တီးရယူကြပါစို့မိညာ SIB မြန်မာ website စာမျက်နှာ AAPP Burma's website စာမျက်နှာ ဆိုင်ကလာ